TikTok မှာ Messi နောက်ချင်းစရာကောင်းလောက်နာမည်ကြီးနေတဲ့ Rating 8.8 ရထားတဲ့ K-drama series အသစ် My You ဇလန်းဟာအပိုင်း12ပိုင်းထိ13ပိုင်းထိထွက်ပြီးဖြစ်ပါတယ်။ဒီတစ်ခေါက်အသစ်ထွက်ရှိလာတဲ့ဇလန်းတွေအသစ်လေးကတော့ Reborn Rich အတီး3ညအကြာမှထွက်ရှိလာတဲ့ Song Joong-ki comeback drama လေးထူပြီး The H Shoe ထဲက Chung Woo-hee 2521ထဲက Lee Joo-myung နဲ့ My Lovely Liar ထဲက Seo Ji-hoon တို့ကအထူးပါဝင်တရုပ်ဆောင်ထားပါတယ်။ဇလန်းချင်းကတော့ငငယ်တဲကအချင်းချင်းအပေါ်ခန်းစားချက်တွေရှိနေတဲ့အခြေဦးနေရာကိုပြန်ဆုံတွေ့ကြတဲ့ healing drama လာလေးပါတယ်။ Song Woo-hee ကတော့ငငယ်တဲကလူကြိုက်များတဲ့ကလေးတရုပ်ဆောင်ဖြစ်ခဲ့ပြီးအောင်မြင်မှုတွေလည်းအများကြီးရခဲ့ပြီမဲ့လူကြီးတွေရဲ့လောဘကြောင့်အောင်မြင်မှုတွေကြာဆင်းနေရသူပါ။လက်ရှိမှာတော့အဲ့ဒီအခြေအနေတွေကိုခက်ခက်ကြော့ဖြတ်ပြီးစာရေးဆရာတစ်ဖြစ်လဲပန်းချံပိုင်ရှင်တူအနေနဲ့နေထိုင်လျက်ရှိပါတယ်။ Song Ji-yeon ကတော့ချမ်းသာတဲ့မိသားစုကမွေးဖွားလာပြီမဲ့မိသားစုကရုတ်တရက်ကြီးစီးပွားပြတ်သွားတာကြောင့်အထက်ကြီးပြတ်ပပကိုရောက်သွားရကလက်ရှိမှာတော့ V Entertainment မှာအလုပ်လုပ်နေတာဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာငငယ်တဲကအချင်းချင်းအချီဦးတွေဖြစ်ခဲ့ကြတဲ့အပြင်ခက်ခဲတဲ့အချိန်တွေမှာအချင်းချင်းအထွက်အားရင်ပြေးခဲ့ကြတာပါ။ဒီလိုမျိုးအခြေဦးတို့ရောက်အသက်တွေကတစ်ခုရောင်မှပြန်သွေးတဲ့အခါမှာတော့ခန်းစားချက်တွေကအရင်လိုပဲလက်ဆက်နေအောင်မလားဆိုတာကိုတော့My You အမိရတဲ့ healing drama လေးမှာကြည့်ရှုခန်းစားလိုက်ကြပါဦးနော်။ဇာတ်ကားကိုကြည့်ချင်နေရင်တော့ကိုမမဟိုင်းငယ်ပေးရုံနဲ့ကြည့်လို့ရမယ်။ Telegram link ကိုပို့သွားပြီးမှထူပါတယ်။ Telegram link ကို bio မှာကြည့်လို့ရပါတယ်။ကိုမမလည်းထည့်ပေးထားပါမယ်ဗျာ။ကြည့်ချင်တဲ့ကားများရှိရင်ကိုမမမှန်ခဲ့ပေးပါဗျာ။